အားလုံးပဲမင်္ဂလာပါဒီနေ့ grammar and grammar နံပါတ်26ဟိုတစ်ပတ်ကအရင်တစ်ပတ်ကကျန်ခဲ့တဲ့နံပါတ်26 grammar ပေါ့နော်အဲ့ဒါကစိတ်တာစိတ်တဲ့စိတ်ကဆိုရဲ grammar လေးပဲဖြစ်ပါတယ်ဒါကြောင့်များလားဆိုရဲအဓိပ္ပာယ်မျိုးနဲ့သုံးပါတယ် example လေးဥပမာနားထောင်ကြည့်အောင်နော်နံပါတ်1ဥပမာ私が失敗したのが彼のせいですငါကจะရှုံးခဲ့တာကငါจะရှုံးတာကသူ့ကြောင့်ပါအဲ့လိုမျိုးသုံးထားပါတယ်နံပါတ်2ဥပမာ電車が遅れたせいか遅刻した電車が遅れたせいかဆိုကြရထားနောက်ကျနေတဲ့အတွက်ရထားနောက်ကျတဲ့အဖြစ်ပေါ့နော်ရထားနောက်ကျတဲ့အဖြစ်တစ်ခုကြောင့်ရထားနောက်ကျတဲ့အတွက်遅刻したနောက်ကျသွားပါတယ်နံပါတ်3ဥပမာ甘いものが好きなせいで食べ過ぎて太ってしまった甘いものが好きなせいでဆိုကြတော့အချိုတွေကြိုက်တဲ့အတွက်ပေါ့နော်အချိုကြိုက်တာအပြစ်တစ်ခုအနေနဲ့သုံးထားပါတယ်အချိုကြိုက်တဲ့အတွက်食べ過ぎてအများကြီးစားဖြစ်ပြီးတော့太ってしまったဝါလာပါတယ်ဟုတ်ကဲ့ဒီနေ့နံပါတ်26 grammar လေးကစိတ်တာစိတ်တဲ့စိတ်ကဆိုတဲ့ grammar လေးပဲဖြစ်ပါတယ်ဒါကြောင့်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့အပြစ်တင်တဲ့ပုံစံမျိုးနဲ့သုံးတာများပါတယ်နောက်နံပါတ်ဟိုတစ်ဘက်က30အထိပြီးပါပြီပေါ့နော်30အထိပြီးသွားပြီဆိုတော့နံပါတ်31တကရနေတကရအဲတကရအိုဆိုရဲ grammar လေးပါအဲ့ဒါကတော့အချိန်နေရာအဲ့ဒီအချိန်နေပေါ့နော်အဲ့လိုမျိုးနဲ့သုံးပါတယ် example ဥပမာလေးနားထောင်ကြည့်ရအောင်နော်ちょうどキムさんの噂をしているところに本人がやってきたちょうどキムさんの噂をしているところにဆိုကြတော့キムさんရဲ့အတင်းကိုတုံနေတဲ့အချိန်အတွင်းမှာဟိုနင်ကရတဲ့ခိတာဒါကဟိုနင်ဆိုကြတော့ရောက်လာပါတယ်ဟိုနင်ဆိုကြတော့ဒီအတင်းတုတ်ခံရတဲ့သူကရောက်လာပါတယ်နံပါတ်2ဥပမာこれからね私たところへ友達が訪ねてきたこれからね私たところへဆိုကြတော့မို့လောက်တဲ့အချိန်မှာ友達が訪ねてきたတငယ်ချင်းကလဲလာပါတယ်အဲ့တော့မလုံးနေတော့တငယ်ချင်းကအလဲလာပါတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါနံပါတ်3ဥပမာいところへ来ましたね今ちょうどスイカを切ったんです一緒に食べましょういいところへ来ましたねဆိုကြတော့အချိန်ကမရောက်လာပဲちょうど今スイカを切ったんですအခုပဲဖျက်ပြီးခွဲထားတာ一緒に食べましょうတူတူစားရအောင်ဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးပါတယ်ဟုတ်ကဲ့နံပါတ်31 grammar ကတကရနေတကရအဲတကရဆိုရဲ grammar လေးပါအချိန်မှာနေရာမှာအချိန်နေမှာဆိုတဲ့အဓိပ္ပာယ်မျိုးနဲ့သုံးတာများပါတယ်အားလုံးပဲနားထောင်ပြီးကျေးဇူးများတင်ပါတယ်နောက်ထပ် undo grammar တွေမှာ share လုပ်တဲ့အခါမှာပြန်ဆောင်ကြရအောင်